အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စပြီးတော့မှ PostgreSQL download ကိုinstallation နဲ့ download လုပ်တဲ့အကြောင်းအရာလေးကိုတင်ပြပေးမှာဖြစ်ပါတယ်။ကြားပေးမှာဖြစ်ပါတယ်။နောက်တစ်ချက်ဒီ Google Search Engine မှာဆိုလို့ရှိရင် PostgreSQL download for Windows ပေါ့နော်။အဲ့တော့ Windows မှာ11ပေါ့ဆိုတော့ဒီကိုရောက်သွားမယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကနေပဲသွားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီမှာokay ဒီဟာဆိုလို့ရှိရင် download the installer certified by AD all supported Postgres version ဆိုပြီးတော့မှကျွန်တော်တို့ဒီ download the installer ဆိုတာကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်အဲ့တော့ဒီနေရာမှာ8664ဆိုတဲ့ဟာဒီကောင်ပေါ့နော်အဲ့တော့ 18.4 လေးကိုအမြင့်ဆုံးလေးကိုဒီကျွန်တော် download ချလိုက်မယ်အဲ့တော့ဒီနေရာမှာ desktop ကို download ကလေးရောက်လာပါပြီခဏလေးသူ့ကိုဟိုပါပေါ့နော်အဲ့တော့ဒီမှာကျေတို့ download တဲ့ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ AAC file မျိုးရောက်လာပြီပေါ့နော်ဒါလေးကိုဒီကျေတော့ဒါပဲ click လုပ်ပြီးတော့ပဲ extract လုပ်လိုက်ရုံပါပဲဟောဒီမှာစပြီးတော့မှwelcome screen လေးစပါပြီ next အဲ့တော့ဒီမှာဒီ default C အောက်မှာပဲဒီကျေ install လုပ်လိုက်ပါမယ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ဒီမှာဒီ PostgreSQL server pg admin for step builder command line တူတာအကုန်လုံးကိုရွေးလိုက်ပါမယ်တော့ password ကကြတော့ကိုမှတ်မိတဲ့စကားလုံးပဲထည့်လိုက်ပါနော် password policy ကတော့မရှိပါဘူးအဲ့တော့ဒီမှာ installation လေးစနေပါပြီအဲ့တော့ next ပါပဲဒီမှာဆိုလို့ရှိရင်ဒီကျတို့ဒါ installation ကဆက်သွားနေတယ်ပေါ့နော်သူကတော့တခြား database တွေနဲ့ဆက်ရှင်းလိုက်မယ်ဆိုရင်တော့အရင်ကြီးတော့မကြောက်ဘူးပေါ့နော် installation
အဲ့တော့ဒီမှာ finish ပါပဲเนาะwelcome to Stack Builder ဒီနေရာမှာပါလဲဆို HT ရောဒါလေးပြောလိုက်မယ်เนาะ Stack Builder မှာဆိုလို့ရှိရင်ဒီဒီဟာလေးဟာyou are going to must be connected with the number 4.6 ဆိုပြီးတော့မှာ next အောင်လို့လုပ်ရပါတယ်ဆိုဒီကျတော့ဒီ step data ကိုမတင်တော့ဘူးအဓိကကတော့ database server ပဲလို့လားဆိုတော့လေအော်ဒီကျ next step သွားလိုက်တော့မယ်အဲ့တော့ဒီနေရာမှာဆိုရင်တော့သူကကျတော့ဒီ database server ပဲပေါ့နော်ဒါကတော့ step data တော့ဒီမအောင်မြင်သွားဘူးပေါ့အဲ့ဒါလည်းအဆင်ပြေတယ်သုံးဖို့အတွက်အဆင်ပြေတယ်ပေါ့နော်ဆိုတော့ yes pg admin 4လေးကိုစခေါ်ကြည့်နော်အဲ့တော့ဒီနေ3 4 5 6 super set ဟုတ်ကဲ့ဖြစ်နေရတော့ဒီနေ3 4 5 6ဒီကောင်လေးကိုဒီကျတော့ပိတ်ရမယ်ပထမတစ်ခါမှရှင်းနေကြတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုဒီကျပိတ်လိုက်အောင်မယ်အဲ့တော့အဲ့ဒါတွေကိုဒီမှာ don't say ဒါဆိုလို့ရှိရင်တော့ဒီလိုရတော့ပြီရသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ this 0 millimeter ဟုတ်ကဲ့ဒါဆိုလို့ရှိရင် connected ဖြစ်သွားပြီအော်ဒီနေရာမှာအသက်ဒီခရီးလုပ်ချင်လို့ဆိုရင် right click ထောက်ပြီးတော့မှာကျွန်တော် query 2လေးရနေပြီးတော့မှာ query 2လေးရနေပြီးတော့မှာဆိုတော့မှာ paper လေး create လုပ်လို့ရတယ်ပေါ့နော်အော်ဒီနေရာတော့ installation လေးပြီးသွားပြီဆိုတော့ဒီရလိုက်တော့မယ်နော်